အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့ဂျပန်မှာရင်မောင်းလိုင်စင်တက်တန်တိုးတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးပါမယ်ဒါဆိုရင်ကျွန်တော်တို့အတူတွားကြည့်လိုက်ရအောင်ဗျာကျွန်တော်တို့ရဲ့ရင်မောင်းလိုင်စင်တက်တန်ကကုန်ကန်နီးတလအလိုလောက်ဆိုရင်တော့အကြောင်းကြားစာရွက်ကအိမ်ကိုရောက်လိရှိတယ်ဒီစာရွက်ရောက်လာပြီဆိုရင်တော့ကိုနီထိုင်ယာအနီးတစ်ဝိုက်ကရင်မောင်းလိုင်စင်ဌာနမှာတွားပြီးတော့တက်တန်တိုးကြုံပဲယူသွားရမယ့်အရာကလည်း my number က sign you ကဒီအကြောင်းကြားစာဒီ၃မျိုးပဲပထမဆုံးစအလုပ်ဆောင်ရမယ့်အရာကတော့ကိုယ့်ရဲ့ my number ကကို register တင်ရမယ်ဒီ register တင်နေဆိုတော့လည်းအလောက်မကြောက်ဘူးဗျ cat reader ပေါ်မှာတင်လိုက်တာနဲ့ချက်ချင်းပြီးပြီဒုတိယအချက်ကရှောက်လာစာရွက်ကိုဆက်မှာသွားဝင်မယ်ရှောက်လာစာရွက်ဝယ်တဲ့ခါမှာလည်းခုနကကျွန်တော်တို့ register လုပ်ထားတဲ့ my number ကကိုဆက်ထဲမှာထည့်လိုက်ရုံနဲ့ဒီ form စာရွက်ကထွက်လာပြီဗျာကျွန်တော်တို့ register မတင်ထားဘူးဆိုရင်တော့ဆက်ကမဖတ်ဘူးဗျအဲ့ဒါတော့တတိထားပါရှောက်လွှာဖြည့်ရမယ့်အချက်လက်တွေကိုလည်းအနီးတစ်ဝိုက်ကကောင်တာတွေမှာဖြည့်ပုံဖြည့်နည်းတွေကိုရေးပေးထားတယ်တတိယအချက်ကတော့အခွန်တစ်စိတ်ကောင်းဝယ်ပါစရုပ်ထအချက်ကတော့မျက်စိစစ်စီရမယ်အကြိုက်တော့မဟုတ်ဘူးဗျကျွန်တော်တို့ကဆိုရင်၄ကလောက်ပဲပြောလိုက်ရဗျအပေါ်ဆိုအပေါ်အောက်ဆိုအောက်ပေါ့ဒါတောင်ကြားတဲ့လူရှိသေးရဲ့ဗျမျက်စိစစ်ဆေးပြီးသွားရင်တော့နောက်တစ်ဆင့်ကတော့ကိုယ့်ရဲ့ data မှန်မှန်ဆိုတာကိုသူတို့အချက်လက်တွေစစ်ဆေးလိုက်မယ်ဗျာအဲ့မှာတော့ကိုယ့်ရဲ့ရင်မောင်းလိုင်စင်ကတ်ကိုထားခဲ့ရလိုက်မယ်နောက်တစ်ချက်ကရင်မောင်းလိုင်စင်ဓာတ်ပုံရိုက်ရမယ်နောက်ဆုံးကတော့မပြင်းမကြီးကျွန်တော်တို့2နာရီနီးပါးရှိတဲ့သင်ခန်းစာကိုတက်ရတယ်ဒီသင်ခန်းစာပြီးရင်တော့ရင်မောင်းလိုင်စင်ကတ်ရပါပြီကဲဒါဆိုရင်ကျွန်တော်လုပ်ပုံလုံးကြီးကိုအစင်လိုက်တစ်ခါပြန်ပြောပြမယ်ဗျာmy number ကကို register လုပ်ပါရှောက်လွှာစာရွက်ကို print ထုတ်ပါအခွန်တစ်စိတ်ကောင်းဝယ်ပါမျက်စိစစ်ဆေးရမယ်ကို data မှန်ဆိုတာကိုသူတို့ check လုပ်လိုက်မယ် license တပ်ပုံရိုက်ရမယ်ဒါတွေပြီးသွားရင်တော့2နာရီနီးပါးရှိတဲ့သင်ခန်းစာကိုတက်ရမယ်နောက်ဆုံးမှာတော့ရင်မောင်းနိုင်စင်တက်တန်းတိုးလို့ပြီးပါပြီအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်